အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဓမ္မရက်မှာ TCIM 1ကိုပြပေါ်တော့ကျွန်တော်ဒီနေ့ဒုတိယတစ်ခေါက်မှာတော့ TCIM main Thailand နဲ့ရင်ခွဲ2တိုးလေးကို leadership ရဝန်ဆန်းတဲ့2တိုးလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အမကန်3နှစ်ပါမယ်ဒီနေ့ပြမှာတော့ရေကတတာဒီဘက်အချမ်းပေါ့နော်ဒါလေးကတော့2တိုးရင်ခွဲဒါကတစ်လုံးဒါကတော့ leader 400နဲ့တစ်လုံးပေါ့နော်ဒီဘက်ကတော့ leader 800နဲ့leader 800နဲ့ပါရင်ခွဲလေးအဲ့လေးလဲဈေးလဲအရန်တန်တယ်မိုက်တယ်ပေါ့နော်ဈေးက340အောက်ပဲရှိမယ် main Thailand အမကန်3နှစ်ပါမယ်အဲ့လေးကိုကျွန်တော်ပြပေးမယ်ပြီးသွားရင်သူကနေထွက်ရှိထားတဲ့ကျွန်တော် freezer လေးပေါ့နော်ဒီမှာ3ပေတစ်လုံး3ပေ9လက်မတစ်လုံးနော်လီတာ350လီတာ200ကျော်အဲ့နှစ်ခုလေးပါဆက်ပြပေးမှာဖြစ်ပါတယ်အခုပထမဦးဆုံးကျွန်တော်ပြပေးမယ်ဒီ2တိုးလေးကလီတာ800ဝတ်930နဲ့လာမယ်မျက်နှာစာ43လက်မှာအရှိအနောက်ဘက်က24လက်မှာအမြင့်အပြင်89လက်မှာရှိမယ်ဈေးက39သိန်း1000နဲ့ကျွန်တော်တို့ဒီနေ့နိုဝင်ဘာ2ရက်နေ့ဈေးလေးပေါ့နော်2025နိုဝင်ဘာ2ရက်နေ့ဈေးလေးပါသူ့ရဲ့ပုံမှာ3တိုးလေးတစ်မျိုးရှိမယ်နော်3တိုးဆိုဒီ3လုံးဆက်လောက်ဖြစ်သွားမယ်နော်အဲ့ size လောက်ဖြစ်သွားမယ်မျက်နှာစာကတော့ကျွန်တော်9ပေခွဲအထိဖြစ်သွားမယ်အရှိအနောက်ဒူက2ပေ4လက်မ28လက်မလောက်ဖြစ်သွားမယ်အမြင့်အပြင်တော့6ပေ9လက်မနဲ့3တိုးလေးကတော့59သိန်း2400 2025နိုဝင်ဘာ10ရက်နေ့ဈေးလေးပါဒါလေးကတော့သူ့ရဲ့အတွင်းလေးကိုကျွန်တော်ပြပေးမယ်သူကတော့ဒီလိုမျိုးတကားကိုအော်တိုပြန်ပိတ်တဲ့စနစ်မျိုးပါမယ်ပြီးသွားရင်ဒီမှာ LED မီးကြောင်ပေါ့နော် LED မီးလေးပါမယ်ပြီးသွားရင်ဒီအလဲကတော့ကျွန်တော်တို့ဒီအတွင်းမှာတော့ separate မလောက်ထားဘူးဒီအပြင်မှာတော့တကားပိတ်ဖို့အတွက် separate ခွဲထားရှိမယ်ဒီဘက်မှာလည်း LED မီးလေးပါမယ်အခက်အားဖြင့်တော့ကျွန်တော်ဘန်းအားဖြင့်တစ်ဘန်းနော်အောက်ဆုံးတစ်ပန်း2ပန်း3ပန်း4ပန်း5ပန်းပါမယ်အကန့်အားဖြင့်6ကန့်ဖြစ်သွားမယ်ခင်ဗျာဒါတော့သူ့ရဲ့အတွင်းထဲမှာ fan နဲ့ပေါ့နော် fan နှလုံးနဲ့လာမယ်အေးကောင်းတယ်ကျွန်တော်10 degree ပေါ့နော်10 degree 0 to 10 degree ထိရမယ်ဒီမှာသူ့ရဲ့ display လေးကဒီလိုသွားမယ် display setting တွေပါချိန်လို့ရမယ်ပေါ့နော်တော့တွေပါလည်းခတ်လို့ရဟုတ်တာပြပေးနေရ TCIM main Thailand နဲ့2တိုးရင်ခွဲလေးပါဒါလေးကတော့ပထမတိတ်ဗီဒီယိုတစ် post မှာတင်ထားပြီးသားဖြစ်ပါတယ်လီတာ400ပါဒီဘက်ကရင်ခွဲကတော့လီတာ800ပါโอเคကျွန်တော် freezer အကြောင်းလေးဆက်ပြောပြပေးမယ်သူ့ရဲ့ freezer လည်း main Thailand နဲ့ပဲဖြစ်မယ်အမကန်3နှစ်တစ်နှစ်အတွင်းပစ္စည်းရောလက်ခေါက်ခါမယ်နော်အောက်မှာတော့ digital display လေးနဲ့လာမယ် -22 degree centigrade ထိရမယ်နော်လုံးဝယူရီးယားဆိုတဲ့အတိုင်း quality ကတော့လုံးဝမိုက်တယ်အထက်မှာချင်းက4ချင်းပါမယ်1 2 3 4 4ချင်းပါမယ်အတွင်းမှာ fiber ကန်လည်းဖြစ်သွားမှာခင်ဗျာ fiber ကန်လည်းဖြစ်သွားမယ်နော်အဲမှာ running cut တွေပါမယ်ဗျာနော်ဒီမှာ running cut တွေပါမယ်ဒါလေးက3ပေ9လက်မ body ကသူကဘာ design ဖြစ်သွားမယ်ဆိုတော့ rubber ပြုတ်ကလေးနဲ့တက်ချအဲ့လိုမျိုးနည်းနည်းကြမ်းတန်လေးပေါ့နော်အဲ့လို rubber ပြုတ်နဲ့တန်ကြီးမတက်တဲ့ body အသားဖြစ်သွားမယ်ဒါက3ပေ9လက်မဒါသူ့ဝင်ဆန်းမှုကလည်းအခြေကြီးပဲတော့ချင်းရတချင်းနဲ့ပဲနော်အတွင်းကတော့ fiber ကန် -22 degree ဈေးလေးတွေအကုန်လုံးသိချင်တယ်ဆိုရင်တော့ fiber မှာ F လို့တစ်လုံးပဲပေါ့နော် freezer ကိုကိုစားပြုထားတဲ့ F logo လေးတစ်လုံးပဲကိုကျွန်တော်ကိုပို့လိုက်ရင်ကျွန်တော်ဈေးလေးတွေအကုန်လုံးပို့ပေးမှာဖြစ်ပါတယ်အရန်မိုက်တဲ့ design လေးနဲ့လာမှာဖြစ်ပါတယ်အခုပြပေးနေရတော့ TCIM main Thailand နဲ့ TCIM brand နဲ့freezer လေးတွေကိုပြပေးနေရဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့အေးချိန်တာဒီလိုမျိုးလေးဖြစ်မယ်ဒီကောင်တော့ဗျက်ကချေ29လက်မလောက်ရှိဒီကောင်တော့ဗျက်က22 23လောက်ရှိမယ်ကြံမြန်နော်ဒီဘက်မှာကမုံပွင့်ဆိုင်မှာပေါ့နော်ကျွန်တော်မြန်မာကုန်ကြီးနှလောက bridge mine ကမုံပွင့်ဆိုင်မှာခင်းထားတဲ့ Prado 3 bay freezer လေးရှိမယ် Galaxy 178 model လေးရှိမယ်နော်ဒါတော့ကျွန်တော်ကြုံလုံးတစ်ခါရပြပေးလိုက်မယ်သူကတော့အတွင်းခဲပြားနဲ့လာတာရှိတယ် fiber နဲ့လာတာရှိပါတယ်ကျေးဇူးတင်ပါတယ်ဆက်တော့ဝေယူချင်တယ်ဆိုရင်တော့အမှတ်205စိတ်ကမ်းလာလဲ level smile electronic မှာဝယ်ရရှိနိုင်လို့မြန်မာကုန်ကြီးနှလောကကမုံပွင့်မှာလည်းဝယ်ရရှိနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ